ဖို့တရင်ဒီလာကျင့်သုံးခံသောက်တင်ရရောက်ရှိလာကြကုန်သောမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းတို့ကောင်းတို့အာဓမ္မဒါနအမတဒါနအနေအားဖြင့်ပေးသူဟောကြားအပ်သည်ဥတ္တိယထေရပါဒံတရားလို့ဥတ္တိယထေရပါဒံတရားကိုဘုန်းကြီးတို့မူအရမြန်မာမှုလေးပြုပြီးတော့ပေးထားတဲ့တရားခေါင်းစဉ်ကအလိုက်ပေးမှလဲလို့ရတဲ့။ဘာတရားတဲ့လဲအလိုက်ပေးမှလဲလို့ရလို့အမည်ပေးထားတဲ့ဥတ္တိယထေရပါဒံတရားဒီကနေ့ဟောကြားမည်ဖြစ်လေသောကြောင့်တရားဟောကြားသိမိတရားမနာကြားသိမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်၆ပါးတခင်တပိပြုဘုရားရှင်ကိုတော်မြတ်ကြီးကိုယောသေးတော်လည်းဥချီမောရှိခိုး၍ဓမ္မလည်းပင်စတင်ပွင့်ကြရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလည်းဥချီပြီးတော့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်လေးကိုအာယုံပြုနေပါဘုရားဓမ္မသနာပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုတော်မြတ်အားခြေကျူကိုယ်တော်ပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ပွင့်ကြရအောင်ဥရေတိဓာနိလောကင်ညုစန္တိမာဓမ္မတိတေကိုဘာဝစေတိဣမေဇန္တုဓမ္မရံတိဓာတုစုဓာနိဓာနိဘုရားဒီဟူသောယရဏစံယုံကြောင့်တရာပံမုံတို့ဖြာဖြာစံဆုံးတင်၍စွမ်းကုန်ပွင့်ရမည်အခုကကာလသမယ၌ဓမ္မတိတေကိုရွှေမြရောင်နေလာရောင်တွေလာရောင်တို့ထက်ကရေကရမကအောင်ဝင်ကြည်ပ၍အလင်းတိတလာဖြာဖြာပွားနိုင်သဖြင့်ကဘာတလွားမှယရဏတရားဒီဟုသောရှောင်းဝါလည်းရှိတော်မူပါ၏ထသောလောကီညိုလူအကြောင်းတွေနတ်အကြောင်းတွေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိရှိသမျှမိမိရရာအခက်မဲ့ခြင်းမြရှင်ပဲတည်းများလက်တင်ထားတဲ့ကဲ့သို့အိုင်ကြဝေဘံသဗ္ဗညုတရွှေညာတော်ဖြင့်ဧကံပြင်းမြင်တော်မူပါ၏ထသောစန္ဒီမာတကဘာလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတော်ရာလိုခဏမပေါ်လာလျင်တမြောကမန္တိလျာသည်ဇံဝေပွင့်ပုံတွင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဥရေတိအမိုက်ကိုပဲခွာရှောင်းအမောင်းကိုပြောင်းခွင်း၍အလင်းတတတိကြီးနှင့်ဖိုလ်ဝိတောင်းတိဒီမှာများရောင်ကြီးတပိတ်ပိတ်နှင့်တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမှာလေးယုံကိုလဲရ၍လေးရကိုဉာဏ်တော်မူဒီတလူဉာဏ်နဲ့နေလာဇံယရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဖေရာတော်တွင်ဘူအပြင်ဘူအရှင်ဘူကအဘူကံကြသဖြင့်အဘူဒရှိသူတွေကိုအဘူဒတွေချုပ်ငြိမ်အောင်ယောဥသိအေးများစေနိုင်သည့်ဧဝပိုင်ဖြစ်တော်မူသောရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတဘာမိတဆော၍မြတ်သောဝါဒနာခိုင်ကြသဖြင့်ဓမ္မရာအတိုင်းဖြောင်းဝင်တော်နေကြကုန်သောဣမေဇန္တုရှေးဘဝဇယိတို့ကြောင့်အေးမြတ်ကိုသာကြိုက်၍နေကြကုန်သောတို့များရာတတဝါအနန္တမန္တမြတ်တို့ကိုဓမ္မရံတိဂုံတော်ညွန့်6ဆုံးဒီဘုံတော်6ခန်းတရားတော်ဒီဟုသောမြတ်ရောင်ကြီးပန်းတော်ဖြင့်ဘာဝတိတိပါရမီဒိဋ္ဌမလျှောခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာမတံမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ဝေစံတကြီးကြီးတလီလီပပဝင်း၍ထုံးလင်းတော်မူလဲပါကဘာမောင်မတိညရောင်ကြီးညွန်ခုတို့ဖြင့်အထူးကြတဲ့ရေမဆုံးနိုင်သည့်ရွှေဘုံခိုင်ကိုယ်တော်မြတ်ကြီးဖရာဆိုလိုက်ပါဗုဒ္ဓမြတ်စွာ
သာရဏရောက်ဝါနေတို့လင်းပါစေပုဂ္ဂိုလ်မျိုးမှာသာရဏရောက်ဝါနေတို့လင်းပါစေတို့ကြောင့်တိုင်းမှာသာရဏရောက်ဝါနေတို့လင်းပါစေတို့သာရဏတိုးတက်ရာတို့မှာတာဝန်ရှိပါစေသာရဏအတွက်တို့ဆောင်ရွက်သမီးညီညာရှိပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်ငြဲပါစေတရှိကြမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေမရှိဆိုညထိုစကားမကြားရသည်ဖြစ်ပါစေအလူရေဆက်နေ့တိုင်းဆက်လက်နဲ့မကွာရှိပါစေနှလုံးစိတ်ဝမ်းရွှင်ကားလန်းမနွမ်းထာဝရရှိပါစေအလုတ်ကိုစီဒီမဲ့သည်ကြံစီထားမြောက်ကြပါစေသဗ္ဗိတိယောဝုဇန္တုသောဘောရောဂဝိနာတတုမတေဘဝံတုံတရာယဒုက္ခိတိကာယုဘောဘဝသဗ္ဗိတိယောလုံးစုံသောဘေးဥပယောဂအန္တရာယ်ဟုသည်များပေါင်းတို့သည်ဝိဝေတံတုရှောင်လွယ်ပြောင်းပြကြပါသေးကုန်သောကောသသောကတရားသည်၎င်းရောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောင်းပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မဘုံတုမကြမရောက်ကြပါသေးကုန်လေဒုက္ခိတောင်းကိုစိတ်နှဖျားကြမ်းမှချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကာယုကတက်ရတံကိုကြော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝတုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာတိတမေတ္တာပဋ္ဌနာများပြုပြီးတော့ဒီနေ့တရားဝဲကိုဘုန်းကြီးတို့စတင်ပြီးတော့ဖွင့်ပါတယ်အလောက်ကလေးတွေအောက်ချထားရေချေထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့ဒီနေ့ဟောမဲ့တရားပြည့်တတ်ရဲ့အလိုက်ပေးမှလဲလို့ရတဲ့အတရားတွေအစရံဇီရမာနေနတပ္ပမာနေနနေဟုတေနမိယံပရမတံတေယောဂခေမအနုတ္တရံဇီရမာနေနဆွေးမြေ့ယူ၍အိုမင်းပြည့်စည်လေးရှိသောဤခန္ဓာကိုယ်ကြီးဖြင့်အဇရံဆွေးမြေ့ယူ၍အိုမင်းပြည့်စည်လေးမရှိသောတန်တိန်နိဗ္ဗာန်ချမ်းသာကိုနိမိယံရအောင်ခဲ၍လဲလေကယူလိုက်ပါတော့အံတပ္ပမာနေနကိလေသာမိဒုက္ခမိတို့ဖြင့်တဏှီနီးတပြောင်ပြောင်တဏှီနီးတပြောင်ပြောင်တောက်လောင်၍နေသောဤခန္ဓာကိုယ်ကြီးဖြင့်နေဘူးတိမိခသိမ့်တို့ဤကင်းငြိမ်းရာဖြစ်ပေသောယောဇေခွေမယောဂတရား၄ပါးတို့ဤကိုယ်ရန်ဖြစ်ပေသောအနုတ္တရအတုမရှိမြတ်ပြီးသောပရမံတန်တေပရမအငြိမ့်တကိုနိမိယံရအောင်ခဲ၍လဲလေသာဝယ်ယူလိုက်ရပါမယ်လို့
ဘဂဝါဗုဒ္ဓကြောင့်ဆိုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝါစာကရုဏာရှိထားမေတ္တာအဖြင့်မိန့်ကြားတော်မူလိုက်ပါပေသတည်းဒီခန္ဓာကိုယ်ကြီးဟာတဲ့ဥဒ္ဒတ်တဲ့သဘောရှိတယ်ဥဒ္ဒတ်တဲ့သဘောဆိုတော့သဘောလောက်တာရှိတာလားဆိုတော့မဟုတ်ဘူးတဲ့တကယ်ကိုပဲအိုနေတာပါပဲတဲ့သပင်တွေဖြူမျက်စိတွေမုံခါတွေကိုင်းနားတွေထိုင်ဆိုတာဝိဓုပိယတရဲ့အဲ့ဒါဇရာရဲ့နမိတ်လက္ခဏာတဲ့ဘုန်းကြီးတို့နှစ်သက်ကူးတယ်ဆိုတာအာယုံတက်မှနှစ်သက်ကူးတယ်အာယုံမတက်ခင်ဟိုဘက်အပိုင်းကိုအဲ့ဒါဟိုဘက်နေပဲသတ်မှတ်ထားတယ်ခရစ်နှစ်ကတော့အဲ့ဒီလိုမဟုတ်ဘူးည7 နာရီထိုးပြီးသွားတာနဲ့ဒီဘက်ကိုကူးတယ်ဘုန်းကြီးတို့သာသနာကအဲ့လိုမျိုးအာယုံတက်မှာဒါကြောင့်ဒီနှစ်တဲ့ဟာမနေ့9 နာရီဒီနေ့မနေ့9 နာရီမှနှစ်တဲ့ကိုကူးတယ်ဒါနှစ်တဲ့အခါသမယပေါ့အဲ့ဒါ1369ကနေ1380ပြည့်ကိုပြောင်းလာတဲ့အခါကျတော့ကိုမွေးတက္ကရေလေးကိုအဲ့ဒီခုနှစ်တက္ကရေအောင်မှာထည့်ပြီးတော့နှုတ်ချလိုက်ကိုအသက်ပြန်ထွက်လာကိုအသက်ပြန်ထွက်လာတဲ့အခါကျတော့ဟာခုနှစ်တည်းရှေ့ကိုတိုးကြီးသွားတည်နေအမြငါလူလောကထဲမှာနေဖို့လို့တက်တန်းတွေတစ်နှစ်ရုပ်သွားပါရောလားငါခန္ဓာကိုယ်ပြန်ကြည့်တော့လည်းပဲငယ်မှုနဲ့တခြားစီဖြစ်နေပြီခန္ဓာကိုယ်အနေထားကအဲ့ဒီတော့ဒီခန္ဓာကိုယ်ကြီးကအိုတတ်တဲ့သဘောရှိတာပဲကောင်းပြီအဲ့ဒါဆိုရင်အိုတတ်တဲ့သဘောရှိရင်အိုတဲ့နေရာရှိရင်မအိုတဲ့နေရာရှိသလားဆိုရှိတယ်အဇရအိုခြင်းလည်းမရှိတော့အဇရအိုခြင်းမရှိတဲ့နေရာကဘယ်နေရာတော့ဆိုရင်နိဗ္ဗာန်ကိုပြောတာနိဗ္ဗာန်မို့တဲ့နေရာအိုခြင်းကင်းတဲ့နေရာတဲ့ဒါဖြင့်အိုနေတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့မအိုတဲ့နေရာနိဗ္ဗာန်ကိုလဲယူပါလို့ဘုရားရှင်ကိုရောမြတ်ကဟောမှာမိန့်တော်မူနေတယ်ဇိရမာနေနောဆွေးမြေရရင်အိုမဲပြည့်စည်လေရှိသောဤခန္ဓာကိုယ်ကြီးဖြင့်အဇရံဆွေးမြေရရင်အိုမဲပြည့်စည်လေမရှိသောတန်တိန်နိဗ္ဗာန်ချမ်းသာကိုနိမိယံရအောင်ခဲ၍လဲလေပါယူရကုန်ရာသတည်းဩဒနာဒတိတတ်တဲ့ခန္ဓာနဲ့မအိုမနာမသေးတဲ့နိဗ္ဗာန်ကိုလဲယူမယ်ဆိုရင်တော့ဒီတိုင်းလဲလို့မရဘူးတဲ့အလိုက်ပေးရမယ်မပေးရမယ်တဲ့လေအဲ့ဒါလေးနားလည်အောင်ပြောလောကထဲကိုယ်မှာ TV ကြီးဝယ်ထားတာ10 နှစ်လောက်ရှိ TV ကြီးကဟောင်းတိတ်ကလည်းအောက်တယ်TV အဟောင်းကြီးမြို့ထဲဈေးထဲသွားတဲ့အခါ TV ဆိုင်မှာ TV အစ်စ်တွေတွေ့ငါအရင် TV ကြီးဟောင်းနေပြီ TV အစ်စ်လိုချင်လိုက်တာဆိုင်သွားမိတယ်ကျွန်တော် TV အဟောင်းရှိတယ်ဗျာခင်ဗျာ TV အစ်စ်လိုချင်လို့လဲချင်လို့ရတယ်ယူလာခဲ့လဲပေးမယ်ဒါပေမဲ့လို့အလိုက်ပေးရမယ်တဲ့။ဘာပေးရမလဲတဲ့အလိုက်ပေးရမယ်အဲ့တော့ကိုယ်ပစ္စည်းအဟောင်းနဲ့ပစ္စည်းအသစ်နဲ့လဲယူတဲ့နေရာမှာဘုန်းကြီးတို့ပြည့်တိုင်းအလိုက်ဆိုတာကတော့ဒါလောကရဲ့သဘာဝအတိုင်းပဲပေးရပါတယ်ငွေကြေးရင်လည်းလိုက်ရင်လည်းလိုက်ရမယ်သို့မဟုတ်ရှင်လည်းကိုက TV အဟောင်းနှလုံးပေးပြီးတော့သူစီက TV အသစ်သေးလေးတစ်လုံးရခြင်းလည်းရမယ်အဲ့ဒီလိုကိုယ့်ပစ္စည်းကဟောင်းနေပြီးတော့အသစ်လိုချင်ရင်တော့သူနဲ့တန်တဲ့ငွေကြေးပမာဏကိုထပ်ပေးရမှာပဲတဲ့အဲ့ဒီလိုပေးမှသာလေအသစ်ရတယ်အဲ့တော့ဒါမျိုးလို့ရှိရင် TV အသစ်လည်းလဲခြင်းတယ်ဒါကလောကနားလည်လို့တဲ့ဥပမာပြောနေတာ TV အသစ်လည်းလဲခြင်းတယ်ငွေကလည်းအလိုက်ပေးရပါက2 သိန်းလောက်အလိုက်ပေးရမယ်ဆိုတဲ့အခါကျတော့ဘိန်းတို့ပြည့်တိုက်လိုအပ်တဲ့ငွေကြေးပမာဏကငွေက2 သိန်းလောက်လိုနေတယ်
နှစ်သိန်းလောက်လိုနေတယ်ဆိုတဲ့အခါကျတော့အဲ့ဒီ TV အစ်စ်လဲကျင်တဲ့ဆန္ဒကြောင့်ငွေနှစ်သိန်းကိုမလုပ်ရမလဲရှာရမယ်တဲ့ငွေနှစ်သိန်းမလုပ်ရမလဲငွေနှစ်သိန်းရှာရမယ်ဆိုတော့အလုံးလုပ်ရမယ်အလုံးလုံးလို့ရှိရင်ငွေရနိုင်တယ်ငါဘယ်သူရှိရနိုင်တယ်ငါဘာမှအလုပ်သွားလုပ်မယ်ဘယ်သူရှိရနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ဟောငါငွေရှာရင်ရဖို့ရမယ်ဆိုတဲ့ယုံကြည်ချက်လည်းရှိရမယ်တဲ့ယုံကြည်ချက်ရှိနေုံနဲ့မပြီးသေးဘူးတဲ့လိုချင်တယ်ဆိုတဲ့ဆန္ဒလည်းပြင်းပြရမယ်ဘာကိုလိုချင်တာတော့ဆိုငွေကိုလိုချင်တာဘာလို့လိုချင်တာတော့ဆိုအဟောင်းနဲ့အပြည့်နဲ့လဲဖို့ဟောင်းနေပြီကောင်းမှမကောင်းတော့ပဲလဲမယ်ဆိုတဲ့ဆန္ဒလည်းရှိရမယ်တဲ့ဆန္ဒရှိနေုံနဲ့မပြီးသေးဘူးဝရိယလို့ခေါ်တဲ့ကြိုးစားအားထုတ်မှုဆိုတာလည်းပဲလိုလာပြန်နေတဲ့ဆန္ဒတွေဘလို့ပြင်းပြအိတ်နေရင်လည်းပဲ TV အစ်စ်ကိုယ့်အိမ်မို့ဘလို့မှမရောက်နိုင်ဘူးတဲ့ဒီတော့ဘုန်းကြီးတို့ပြည်တဲ့အလုံးခြုံပြီးတော့ပြောကြည့်ရအောင် TV အစ်စ်နဲ့အဟောင်းနဲ့လဲဖို့ဆိုတာတိငွေရှာရမယ်ဒီဘာလို့ရမယ်ငွေရှာတဲ့အခါမှာငါရှာရင်ရဖို့ရမယ်ဆိုတဲ့ယုံကြည်မှုရှိရမလားမရှိရဘူးလားရှိရမယ်လူချင်းနဲ့ဆိုတဲ့ဆန္ဒလည်းရှိရမယ်ဝရိယအထုမှုလည်းရှိရမယ်ဒီအဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားဖြစ်ရင်စိတ်ကောင်းဝင်တဲ့သူတော်စင်များဒီလောကီပစ္စည်းလေးလို့ခေါ်တဲ့ TV အဟောင်းလေးတစ်လုံးကိုလဲတာတော့မှယုံကြည်ချက်ဆန္ဒဝရိယအဲ့ဒါတွေရှိရသေးရင်တဲ့ဘုန်းကြီးတို့နိဗ္ဗာန်ဒီဟူသောချမ်းသာဒုက္ခကြီးကိုအိုရာမနာယမတရားဖြစ်တဲ့နိဗ္ဗာန်ဒီဟူသောချမ်းသာကြီးကိုအိုဒတ်နတ္တသေတတ်တဲ့ခန္ဓာနဲ့လဲမယ်ဆိုရင်ဘုန်းကြီးတို့ဘေသတ္တိယုံကြည်မှုတရားယုံကြည်မှုပါတယ်လေယုံကြည်မှုတရားနဲ့လဲရမယ်တဲ့ယုံကြည်မှုတရားထက်တန်ကိုထားရမယ်ခုနကဘုန်းကြီးပြောခဲ့တဲ့ဥပမာတိုင်းပဲရထားတဲ့လူဘဝလူခန္ဓာကိုယ်ဆိုတာဇီရန်တိတိသရာဆိုတဲ့အတိုင်းတနေ့နေ့တရရနဲ့ဆွေးမြေ့ရိုချင်းပုံမင်းပြီးတော့လာနေပြီ။ဟိုပြီးရင်နာပြီးရင်သေဒီသဘောတရားတွေဟာဘယ်သူကမှလွန်ဆန်လို့ရတဲ့သဘောတရားတွေမဟုတ်ပါဘူး။ဒါဖြင့်ဒီဆွေးမြေ့ရိုချင်းပုံမင်းလာတဲ့ဟောင်းနွမ်းလာတဲ့ခန္ဓာကိုယ်ကြီးကိုပြူရင်ပြင်ရင်နဲ့ဒီအတိုင်းပဲထားလိုက်တော့မှလားလို့ဆိုတော့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဟာဒီတိုင်းထားလို့ပဲဖြစ်မလဲအိမ်ကတီးပြီးဟောင်းလို့မော်ဒယ်အောက်သွားရင်အသစ်နဲ့အဟောင်းနဲ့တောင်လောကလဲရသေးတာပဲဒီဩဒတ်နာဒတ်ဒေတတ်တဲ့ခန္ဓာကိုအဟောင်းအစုပ်ကြီးနဲ့မဩဒမနာဒမဒေတတ်တဲ့နိဗ္ဗာန်နဲ့လဲမယ်လို့ဆိုပြီးတော့သူပါလို့တုံးဆိုရင်ဘေသတ္တရဲ့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဒါနသီလဘာဝနာလို့ခေါ်တဲ့ကုသိုလ်ကောင်းမှုတွေကိုယုံကြည်မှုလို့ခေါ်တဲ့တရားနိဗ္ဗာန်ကိုမရရအောင်လဲယူမယ်လဲခြင်းနဲ့ဆိုတဲ့သန္တာအဲ့ဒီနောက်ကနေကြိုးစားမှုဝရိယတရား၃ပါးပြန်ပြောမယ်ဘိရင်တိုင်းသန္တာအဲ့ဒါလေသန္တာနောက်တစ်ခုကတရားနောက်တစ်ခုကဝရိယတရားရဲ့သန္တာရဲ့ဝရိယရဲ့၃ခုရှိရမယ်။ဘာနဲ့တရားရဲ့သန္တာရဲ့ဝရိယရဲ့တဲ့အဲ့ဒီတရား၃ပါးလက်ကင်ထားပြီးတော့ကုသိုလ်ကောင်းမှုတွေကြိုးစားပွားများအထောက်နေတဲ့ဆိုတာလဲယူနေတာဘာလို့နေတာလဲဒီနဲ့တိတ်ခါထတဲ့နဲ့ကိုဇော်မျိုးထွန်းတို့မှချိုလေးမာတို့မိသားစုတွေအလိုဥပုပ်တွေဒီမှာလာပြီးတော့တိတ်ထအလူပွဲတန်ခါစောကဥပုပ်တဲ့သီလတွေဆောက်တည်တရားတွေလာနာနေတယ်ဆိုတာဘေသတ္တရေလာလဲနေတာဘာလို့နေတာလဲလာလဲနေတာတဲ့တရားတရားရှိလို့ရောက်လာတာဒုတိယအကျခန္ဓာရှိလို့တတိယဝရိယရှိလို့ဒီတော့ဘုရားပြတာဒီလိုအတိညာရှိတဲ့ပုဂ္ဂိုလ်တွေကနှစ်သိကူချိန်ကကာလသမယမှာ
ဩဒနာတသေတတ်တဲ့ခန္ဓာကိုယ်ကြီးနဲ့မဝေယမနာယမတရားဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုလာပြီးတော့လဲတယ်တဲ့လဲတယ်ဆိုပေမဲ့လို့လဲကျင်နိုင်လဲလို့ရတာမဟုတ်ဘူးတဲ့လဲခွင့်ရတဲ့ဘဝကိုရမှလဲရတာဒီနေ့ခေတ်စကားလေးနဲ့ခေတ်မီအောင်ပြောရင်ဗါတဲ့စီးပွားရေးဈေးကွက်ဆိုလားပါဆိုလားသူတို့ပြောနေတာဒီခေတ်ဈေးကွက်စီးပွားရေးစနစ်တဲ့ဒီတိုင်းပဲစီးပွားရေးလုပ်ငန်းဆိုတာလည်းပဲဝေကြီးလဲလဲမှုလုပ်ငန်းတွေအဲ့ဒါပစ္စည်းတင်ကုန်ထုတ်ကုန်လုပ်ငန်းတွေဆိုလုပ်ချင်တိုင်းလုပ်လို့ရအိမ်ခါခွက်တင်တော့လုပ်ရဒီတိုင်းပဲပေါ့ဘုန်းကြီးတို့ကုသိုလ်ကောင်းမှုဆိုတာလည်းပဲလုပ်ချင်တိုင်းလုပ်လို့မရဘူးတဲ့သာသနာတော်ကြီးနဲ့ကြုံမှဘာနဲ့ကြုံမှလဲဈေးခွက်လို့ခေါ်တဲ့သာသနာတော်ကြီးနဲ့လည်းကြုံအောင်မှသာသနာတော်ကြီးနဲ့ကြုံနေပြန်တော့လည်းပဲလဲယူခြင်းနဲ့စိတ်ကလည်းရှိအောင်မှဒါကြောင့်မို့ဒါကြောင့်မို့လို့ဘုရားပြည်သားပေါင်းတော်ကောင်းတို့အခေါင်းနဲ့အပြစ်လဲခြင်းနဲ့သူတွေလဲခွင့်ရတဲ့လူဘဝကိုရနေပြီနိဗ္ဗာန်ဈေးလို့ခေါ်တဲ့သာရဏဈေးခွက်ကြီးနဲ့လည်းကြုံနေပြီလဲခြင်းနဲ့စိတ်ငွေပြီးတော့တရားသန္တဝရိယလို့ခေါ်တဲ့အလိုက်ပေးပစ္စည်း၃မျိုးကိုရအောင်ကြိုးစားပြီးတော့ရှာဖွေရမယ်တဲ့ဗျာတိတံဇနတံဒိဋ္ဌဝအမတံပနံပတာရယေကံမေနတံကိနေတဝနာအမတံအာဒေထဘိခဝောဘိခဝောသန္တရာဝိလံမြေကိုမျောတေးရှုညာဥစ္စေသာတော်အန္တိနုဇယငါဘယာတိဗျာတိတံ1500ကိလေသာတို့ယောဂပြင်းပြခန္ဓာ၍နေရသောဇနတံလူနာပြမသတ္တဝါပေါင်းကိုဒိဋ္ဌဝညာခြင်းနဲ့တွေ့မြင်ရသည်ဖြစ်၍အမတံပနံဘုနာတိဒုက္ခဘေးကိုကျင်ဝေစေရန်စိတ်အကြံဖြင့်ဒိဋ္ဌံနိဗ္ဗာန်ဒီဟူသောဈေးတော်ကြီးကိုပတာရယေစွမ်းနိုင်သူများဝယ်ယူစားဖို့ခန္ဓာတန်ရှင်းပြန်ခင်းတော်မူလိုက်လေပြီတာဝတ္တပနံအမြိုက်ခေါ်ရေးထိုနိဗ္ဗာန်သေးကိုကံမေနာဒါနသီလဘာဝနာဟုလောကကျိုးကိုအလုတ်အနေတန်ဖိုးငွေဖြစ်ကိလေသာဝနာစေလည်းမသိငွေမဖြစ်ပဲစနစ်မဲ့ပဲကောင်းစွာဝယ်၍အမတံအိုရင်နာခြင်းပေခြင်းကင်းကွာမြိုက်တုတ်တာကိုအရေထာအခွင့်သာတောင်းအခါကောင်း၌အကြောင်းတိုက်ဆုံးကြိုးစား၍လဲလဲဝယ်ယူလိုက်ကြကုန်ရာသတည်းဆိုလိုက်ပါဥဒ္ဒခန္ဓာမငဲ့ညာလဲယူလိုက်တာနိဗ္ဗာန်မှာနာဒခန္ဓာမငဲ့ညာလဲယူလိုက်တာနိဗ္ဗာန်မှာသေတခန္ဓာမငဲ့ညာလဲယူလိုက်တာနိဗ္ဗာန်မှာလဲခွင့်ကြုံရလဲခွင့်ကြုံရခုချိန်ခါလူဘဝဆိုတာရနေတာလဲခွင့်ကြုံရခုချိန်ခါလူဘဝဆိုတာရနေတာသာသနာဈေးကွက်တွေ့နေလျက်ရှောင်ထွက်မနေရသာသနာဈေးကွက်တွေ့နေလျက်ရှောင်ထွက်မနေရတရားတရားအလိုက်ထားလဲသွားနိဗ္ဗာန်ပါသန္ဓတရားအလိုက်ထားလဲသွားနိဗ္ဗာန်ပါဝရိယတရား
အလိုက်ထားလဲသွားနိဗ္ဗာန်မှာလဲခြင်းသူများကုသိုလ်တရားကျိုးစားသင်သည်သာလဲခြင်းသူများကုသိုလ်တရားကျိုးစားသင်သည်သာဒီဒေသနာတော်အရာကုသိုလ်ကောင်းမှုလုပ်တိုင်းကိုယ့်ကိုယ်ကိုအားပေးငါလဲနေတာငါလဲယူနေတာဒီခန္ဓာကိုယ်ကြီးတနေ့သုတ်တန်တနာတင်ညာမှာပြစ်လိုက်ရမှာမြေဩဇာဖြစ်ဒီခန္ဓာကိုယ်ကိုအရင်ပြု၍ငါရှာလို့ပြေလို့ရတဲ့ဇီဝဥစ္စာတွေကငါလဲစားမယ်မြတ်စွာဘုရားသာသနာတော်မှာလည်းတန်းတဲ့လောက်ထောက်ပံ့ပေးကံလူတန်းခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုတွေလုပ်မယ်ဆိုပြီးတော့ဇီဝဥစ္စာတွေကထုတ်နှုတ်ပြီးတော့ဒါနနဲ့လဲယောဂဝေဒနာတွေနှိမ့်တဲ့ရင်ဒီခန္ဓာကိုယ်ကြီးဥပ္ပိုလ်မဆောင်နိုင်တော့ဘူးတရားမနာနိုင်တော့ဘူးအဲ့တော့ယောဂဝေဒနာတွေမနှိမ့်ဆက်ခင်ဒီခန္ဓာကိုယ်ကြီးကိုငါကုသိုလ်ကောင်းမှုနဲ့လဲမယ်လို့ဆိုပြီးတော့သီလကုသိုလ်ကောင်းမှုနဲ့လဲဝိပဿနာသမထဘာဝနာနာပြီးပြပဲမှဝမ်းပိုက်ပဲမှဘောင်းနေပိန်နေဘောင်းနေပိန်နေမှတ်နေတယ်ဆိုတာအသက်ရှူနေလို့မှတ်နေရတာအသက်မရှူတော့လို့သေသွားရင်မှတ်လို့မရတော့ဘူးအဲ့တော့အသက်ရှူနေရှိုက်နေတော့မှငါဝိပဿနာတရားတွေလည်းအထုံးမယ်လို့အဲ့ဒီလိုအသိဉာဏ်ရှိပြီးတော့လဲခွင့်ကျုံရာခုစိတ်ကလူဘဝဆိုတာရနေတာသာသနာစည်းခွဲတွေ့နေလေရှောင်ထွက်မနေရလဲခွင့်ကျုံတဲ့လူဘဝကိုရနေတော့လဲသွားခွေးရင်တော်တွေကြက်တွေငှက်တွေကြည့်လိုက်စမ်းအခုသာသနာတော်ကြီးရှိနေတယ်ဘိတို့ကြောင့်ခွေးတွေရှိတယ်ကြည့်ဘာမှသူတို့ခန္ဓာကိုလဲယူလို့မရတော့ကုသိုလ်ကောင်းမှုဘာမှလုပ်ခွင့်မရှိတော့အဲ့ဒီလိုငရဲဘုံမျိုးရောက်သွားရင်လည်းပဲငရဲဘဝငရဲခန္ဓာငရဲသူငရဲသားဖြစ်သွားရင်လည်းပဲကုသိုလ်ကောင်းမှုနဲ့လဲခွင့်မရတော့ဒါကြောင့်လူဘဝလို့ခေါ်တဲ့အမြင့်မြတ်ဆုံးသောဘဝကုသိုလ်ကောင်းမှုတွေပြုလုပ်ခွင့်ရတော့လူဘဝကိုရောက်နေတော့မှတို့တို့ပြောမယ်ဘေးသားရဲ့ကိုယ့်ရဲ့ဘဝခန္ဓာကိုယ်မှာကုသိုလ်ကောင်းမှုနဲ့လဲသွားလို့လဲခြင်းတိုင်းတော့လဲလို့မရဘူးလဲခွင့်ကြုံမှသို့တော်ဘေးသားအလိုက်တော့ပေးရမယ်တဲ့ဘာဒီအလိုက်ပေးရမလို့ဆိုတစ်တရာတရားတစ်ပါတရားနှစ်ကသန္တာနှစ်ကပါလဲသုံးကဝရိယသုံးကပါလဲလေအဲ့ဒီသုံးမျိုးတော့အလိုက်ပေးရမယ်တဲ့တရာတရားနဲ့ညှင့်တာလဲရင်တိုင်းလဲလို့မရဘူးတရာတရားရှိတဲ့လူမှလဲတာသန္တာရှိတဲ့လူမှကုသိုလ်လိုချင်တဲ့သန္တာရှိတဲ့လူမှကုသိုလ်လုပ်တာကုသိုလ်လုပ်တဲ့ဆိုတာလဲတာအဲ့ဒီကုသိုလ်ကောင်းမှုတွေကိုမဖြစ်မနေလုပ်မယ်ဆိုတဲ့ဝရိယရှိတဲ့လူမှလည်းလဲယူတာပါတဲ့အဲ့တော့ရှင်းပိုင်းတရားတစ်လောက်ဆိုတော့ပါပြီပြောချင်တာကမိမိတို့ရဲ့ခန္ဓာကိုယ်ကြီးကိုတရားရှင်ကိုယ်တော်များကကရာသန္တာဝရိယတရားလက်ကင်ထားပြီးတော့ဩဒနာတသေတတ်တဲ့ခန္ဓာနဲ့မဩဒမနာတမသေတတ်တဲ့ခန္ဓာကိုအလိုက်ပေးပြီးတော့လဲယူပါလို့လဲသွားဘူးတဲ့ယဟန္တာတစ်ပါးအကြောင်းကိုပြောမယ်ဣတောသတုနဝုတေကဗ္ဗေသိတ္တသတ္တဘဂဝါသောကာလေသန္ဓဘာဂယနတိယမဟာရူပောပုတ္တုမာရောဟုတ်တဝနိဗ္ဗာန်တော်ဣတောဤကပ္ပဒကဘာမသတုနဝုတေကဗ္ဗေ94ကဘာထနာ၏ဒိဋ္ဌတဘဂဝါတောကာလေသိတ္တကမြတ်စွာဘုရားရှင်ကိုယ်တော်များလက်ထက်တော်ကာသမယမှာတဲ့သန္တာဘာဂယနရိယသန္တာဘာဂလို့အမည်ရှိတဲ့မြေကန္နာမှာမဟာရူပောကြီးသောခန္ဓာကိုရှိသောတုတုမာရောမိချောင်းမင်းကြီးသည်ဟုတ်တော်နိဗ္ဗာန်တော်ကောင်းစွာမသွေရှိခဲ့ဘူးပါပြီတကားဒီနေ့ဘုန်းကြီးတို့ဟောမယ်ဥတ္တိယမထေအလောင်းတခုသောဘဝ94ကဘာထဲမှာပွင့်တော်မူတဲ့မြတ်စွာဘုရားနာမည်ကဝဲတော်ကသိတ္တထမြတ်စွာဘုရားတဲ့အဲ့ဒီသိတ္တထမြတ်စွာဘုရားလက်ထက်တော်ကာလသန္တာဘာဂလို့ခေါ်တဲ့ညကန္နာမှာ
မိချောင်းကြီးကြီးတကောင်ဖြစ်တယ်မိချောင်းဆိုတာတိရစ္ဆာန်ပဲတိရစ္ဆာန်ဆိုတာအဘေဘုံနာတဲ့သောပါရံကံတော်နတိတိတံဥပကတံဘဂဝန္တံဒိဋ္ဌဝါသောထိုမိချောင်းမင်းကြီးသည်ပါရံကတ္တဘသောကံတော်သွားခြင်းကနတိယတိရံတဲ့မြေကန္နာသို့ဥပကတံကရောက်လာသောဘဂဝန္တံပိဋကဘုရားရှင်ကိုရောမြတ်ကိုဒိဋ္ဌဝါတွေ့မြင်ရသည်ရှိတော်မိချောင်းမင်းကြီးကအဲ့ဒီသန္နာဘာရမြေကန္နာမှာဒီအောက်ထမှာတာလီမျိုးပြီးတော့နှာခေါင်းလေးပေါ်ပြီးတော့နေအဲ့ဒီချိန်မှာသန္နာဘာကမြေကန္နာကိုဒိဋ္ဌရမြတ်စွာဘုရားကြွလာတယ်တဲ့ဘုရားကဟိုဘက်ကန်းကြွမလို့အဲ့ဒါမှတွေ့လည်းမရှိဘူးဖောင်းလည်းမရှိဘူးအဲ့တော့မိလောင်းကြီးကတွေ့တဲ့အခါကျတော့ပုံမှန်ရတော်မူနေတာသူတော်ကောင်းစိတ်ကအပြည့်အဝရှိတဲ့အရှင်ကောင်းရှင်မြတ်နဲ့တူတယ်သူကြည့်ရတာဟိုဘက်ကန်းကူးကျင်လို့နဲ့တူတယ်စိတ်ကောင်းစိတ်မြတ်ရှိတဲ့သူတော်ကောင်းကိုဟိုဘက်ကန်းပို့ပေးရရင်တော့ကောင်းပါပဲပို့ပေးတဲ့အတွက်လည်းငါမှကုသိုလ်ဖြစ်မှာပဲလို့တွေးရတဲ့ပတ္တနာစိတ်တော်ပါရဏိတုကာမောတိရသမီးပင်နေပြီစီပတ္တနာစိတ်တော်သိတ္တထမြတ်စွာဘုရားကိုကြည်ညိုသောစိတ်ရှိခြင်းဖြစ်၍ပါရံကတ္တဘက်သို့နေတုကာမောကိုဆောင်ခြင်းကအလိုရှိသည်ဖြစ်၍တိရသမီးပင်မြင့်ကန္နာအနီး၌နေပေစီကောင်းစွာမသွေလဲလျောင်း၍နေလိုက်ပါပြီတကားတဖြည်းဖြည်းနဲ့မိကြောင်းကြီးရွေ့နဲ့မြေကမ်းနာတက်လာဒါဘုန်းကြီးတို့တာမန်လူသားဆိုရင်မိကြောင်းတက်လာဆိုပြေးမှာအဲ့ဒါတခါတည်းကမ်းနာကိုတက်လာတော့မြတ်စွာဘုရားကရက်နေတယ်ရက်နေတော့သူ့ကြောကိုမတက်ဘူးခင်ဗျာမတက်တော့မိကြောင်းကြီးဘာလို့လဲရေထဲပြန်ဆင်းလိုက်ရေထဲမှာသွားလှူလိုက်ခရမ်းနောက်ကိုလာလိုက်အဲ့လိုခောက်တော့ခောက်တော့သူလုပ်နေတာအမှန်မှန်ကတော့လူလိုပြောရင်တော့ရှင်ဘုရားဟိုဘက်ကကြွမလို့လားကြွရင်တပည့်တော်ခန္ဓာကိုယ်ပေါ်တက်တပည့်တော်ဟိုဘက်ကပို့ပေးမယ်ပေါ့သို့တော့မပြောတတ်တဲ့အတွက်ကြောင့်မို့လို့ပြေးတတ်အမူအရာနဲ့ပဲမြတ်စွာဘုရားကိုသူရှောက်နေရတယ်ဒီထဲကနေလူလိုက်တက်လိုက်ကမှပြန်ဆင်းသွားတယ်သူရောက်ရခတ်နေတာမိချောင်းအဲ့ဒီမှာအဲ့ဒီတော့မှအဘိဓုပောမဟာဝိရတာရိတာမိအဟံတုဝံပိဋိကံဝိဒယံမရှံပိဋိကံဝိဒယံမရှံအနုကာမမဟာမုနီမဟာဝိရကြည်တော်လုံးလာရှိတော်မူသောမြတ်စွာဘုရားအဘိဓုဟတပည့်တော်ရဲ့ကြောင်းပြင်းတော်သို့ရွှေဆက်တော်တင်ငန်းရှင်းနေတော်မူပါဗျာအဘိယတပည့်တော်ဤတွန်းဟောရှင်များကိုဒါရေတာမိတပည့်ကန်းတို့ရောက်ပို့ဆောင်ပါပဲဗျာမရှံတပည့်တော်ရဲ့ပိဋိကဝိဒယံပိဋ္ဌာနဲ့တူတဲ့ဘဝအဖြစ်မျိုးကိုမဟာမုနီရှင်တော်မြတ်ဘုရားကြီးရဲ့အနုကမ္ပလွတ်မြောက်စေသောအားဖြင့်သနာတော်မူပါဗျာစိတ်ထဲကနေပြီးတော့ပဲသူလျှောက်နိုင်တယ်နှုတ်ကနေထုတ်ပြီးတော့မပြောနိုင်ဒီတော့မှဘုရားရှင်ကိုယ်တော်မြတ်ကရှင်ရှင်ပြီးတော့ကြည့်တော့မှဒီမိကြောင်းကြီးဟာသူတော်ကောင်းစိတ်ဓာတ်ရှိတဲ့တိရစ္ဆာန်ပဲဒီလိုချိန်ခါမျိုးမှငါဘုရားမကယ်ရင်ကောင်းရာသုဂတိကိုရောက်ဖို့လို့မလွယ်တော့ဘူးသူတော်ကောင်းစိတ်ဓာတ်ကလေးရှိနေတော့ကုသိုလ်ရပါလေဆိုတဲ့မဟာကရုဏာတော်တွေဘုရားရှင်ကိုယ်တော်မြတ်ဖြစ်တော်မူတယ်ဒီတော့မှဘုရားရှင်ကိုယ်တော်မြတ်ကဘဂဝါတတ္တအနုကမ္ပါယပိဋ္ဌိယံပါရိထဝေတိသောဟိတာဩဒေကောပိတိဝေကိနဒီကုဏတဒီကုနုတဒီကုနုတဟောဟုတ်တဝါသောတံစိန်တံသောတိကိနသဝေနဘဂဝန္တံပရတိရံနေတိသက္ကဗျာကတည်သွားပြီဒီမိကြောင်းကြီးသူငါ့ဟောဘကံပို့ကျင်နေတယ်ဒီကုသိုလ်လေးနဲ့ပဲသူကောင်းရဘဝရောက်ပါသေးတော့ဆိုပြီးတော့ဘုရားရှင်ကိုရမသည်မိကြောင်းကြီးရဲ့ခန္ဓာကိုယ်ကြောတော်ကိုတက်ပြီးရတော်မူတယ်သောထိုမိကြောင်းမင်းသည်ဟတ်တော်နှစ်တဲ့ရွှေလန်းသည်ဥဒ္ဒေကောတက်တော်သောကိုယ်စိတ်ရှိသည်ပိဋိဝေရိနာပိဋိအောင်ဖြင့်ဒီခုနှုတ်သားဟောနဆသောလုံးလဥဒ္ဒဟရှိသည်ဟုတ်တော်ပါဖြစ်၍သောတရေရင်ကိုစိတ်တန်တော်ဖြတ်လျက်တိကေနဇဝေနသင်မြန်သောအောင်ဖြင့်ဘဂဝန္တံဘုန်းတော်၆ပါးတည်းသဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကို
ပရတိတံကံတဖတုနေတိကောင်းသွားမသွေပို့ဆောင်ခဲ့ပါပေပြီတကားမြတ်စွာဘုရားရှင်ကိုရောမြတ်လည်းသူ့ကြောကိုရက်လက်ရရောပြည့်တိုင်းမိချောင်းကြီးဝမ်းသာလွန်းလို့တဲ့လုံးလဝရိယကိုနှစ်ဆနှင့်ပြီးတော့ခတ်တက်ခက်မြန်မြန်လေးပဲစန္ဒဘာကမြစ်ကံကိုပဲကိုတယ်တဲ့ကဲအဲဒီတော့ဘုရားပြည့်တိုင်းအဲ့ဒီမိချောင်းကြီးလှုပ်လိုက်တဲ့ကုသိုလ်ဟာဒါနကုသိုလ်ထဲမှာပါသလားသီလကုသိုလ်ထဲမှာပါသလားဝိပဿနာဘာဝနာကုသိုလ်ထဲမှာပါသလားလို့ကုသိုလ်၃မျိုးထဲမှာဘုန်းကြီးတို့ကြည့်ရအောင်မိချောင်းကြီးကဒုက္ခနာကိုယ်ပေါ်ကိုမြတ်စွာဘုရားကိုတင်ပြီးတော့ဘုရားကံကိုပို့တာအဲ့ဒါပဲထဲပါတယ်လေဆိုရင်မှတ်ထားပရိသတ်အဲ့ဒါယာနဒါနတဲ့ဗာဒနာတဲ့ရှင်အလူယာနာခောဒုက္ခတော့ဟောတိတဲ့ရှင်အလူရှင်ဆိုတာမှတ်ထားပါပရိသတ်ရေကားလှူတယ်ပြလိုက်ကြပါလို့သံဃာတော်ကကြအရှင်ရဘုရားမို့လို့ဗျာဒီလိုကျုပ်ရှင်မတော်ဘုရားတော့မှတ်ကြပါဗျာတပည့်တော်ကားပေါ့ကားလေးနဲ့ပြင်သွားတယ်အဲ့ဒါအလူယာနာဒါနရှင်အလူတဲ့တချို့ကြတော့ဗာဖြစ်လေအပိုင်လူတယ်တချို့ကြတော့ခိတ္တခဏအဲ့လိုပြေးသွားတဲ့အခါမှာရှင်များပဲကြောင့်မလို့မန်းလေးသွားလို့ခရီးသေးလေးသူပြရသေးဗျာဟောအဲ့ဒါရှင်အလူနောက်တစ်ခုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းလို့တော်ဒီမှာဆိုရင်လှဲပေါ့ဘုန်းကြီးတွေလှူကြမယ်ဆိုလှဲနဲ့ဒါကြီးလက်ဆင့်တွေကိုဘုန်းကြီးဘုရားရွာလှူသွားမလို့ဆိုရင်အဲဒါကြောင့်တချို့ရှေ့တုန်းကတဲသမားကြီးတွေမလုပ်တယ်ဘုန်းကြီးလိုက်ဖို့ပါလို့ရှိရင်နွားတွေကိုချော့ထေသားကြီးမင်းတို့လည်းကုသိုလ်ရတယ်နော်မင်းတို့လည်းကုသိုလ်ရတယ်နော်ဘုန်းကြီးဆွမ်းမိအောင်ဟေးကောင်းလေးတုတ်လေးထေသားကြီးတွေကိုတခါတည်းအဲ့ဒီလိုချော့ပြီးတော့မောင်းတာဘုန်းကြီးတို့တော့လူတွေပါလေတခါကျလိုက်ခိုးတယ်တရားနဲ့ကူးတဲ့အခါလဲနဲ့ကူးတဲ့အခါမျိုးတွေကြလို့ချင်းဆွမ်းနေမိအောင်ဆိုတော့အဲ့ဒါနွားကောင်းသမားကလဲသမားကဘယ်နဲ့လို့လဲနွားကိုချော့တယ်ချုံနွားတွေနားလေတယ်ထေသားကြီးမင်းတို့လည်းကုသိုလ်ရတယ်နော်ရှာတော့နေဆုံးမရအောင်ခတ်တက်လေးကဆိုရင်အချုံနဲ့ခါတဲ့ခြူတန်းနေဆူညံပြီးတော့ကိုသွားတာပဲအဲ့တော့အခုမိချောင်းကြီးရှင်ဥတ္တိယယဟန္တာအလောင်းပေါ့မိချောင်းကြီးရဲ့အတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ဟာယာနဒါနရင်အလူတဲ့အဲ့ဒါဒုက္ခနာကိုမှဒီနေ့ကိစကားနဲ့ခင်မအောင်ပြောနေတာကားပေါ့အရှင်မြတ်ပဲကြောက်မလဲဗျာကားလို့ရှိတဲ့အခါပြောပါဗျာဆိုရင်ဒီလိုလိုက်ပြီးတော့လှူတဲ့ကုသိုလ်ကောင်းမှုကယာနာတော်ဒုက္ခတော်ဟောတည်တယ်ကောင်းပြီရင်ဆိုတဲ့နေရာမှာဘုန်းကြီးတို့ပြည့်တိုင်းဒီနေရာမှာနောက်တစ်ခုထပ်ထပ်ပါဖဏတ်ဒီရင်ထဲမှာပါတယ်တဲ့ဖဏတ်ပဲထဲမှာပါတယ်ဖဏတ်လှူတယ်ဆိုတာပေါ့သေးသေးမအောင်မေးနဲ့ဖဏတ်ကရှိကြရရင်ထဲမှာပါတယ်တဲ့ဖဏတ်ဟာစောင်းတာလားစီးတာလားစီးစရာထဲမှာပါလို့ခဏဟာရှင်ထဲမှာပါတယ်ဒါကြောင့်ယာနာတော်ဒုက္ခတော်ဟောတိချမ်းသာဒုက္ခကိုလိုချင်တဲ့ပုဂ္ဂိုလ်ဟာရှင်အလှကိုလူပါတယ်ခုနတော့ကစိုက်ကားတို့မတုံပိန်တို့ကားတို့ကားလေးတွေတူတယ်ပိန်းတို့ရံကုန်မှာတခါကြရံကုန်နေတော့အဲ့ဒါခဏကြုံရတယ်ရှင်များပဲကြောက်မလို့ဗျာရံကင်းပြန်မလို့မျိုးလေးရတယ်ရှင်များကားလေးထူလိုက်ပြရသေးတယ်ဩသာဓုရင်အလှချို့ကြတယ်ကိုယ်တိုင်ကိုလိုက်ပို့တာရှိတယ်ခဏတူတယ်ခဏကလည်းရင်အလူပဲတဲ့အဲ့တော့အဲ့ဒီလိုမိချောင်းကြီးဟာတိရဒမြတ်စွာဘုရားကိုဘုရားကားရအောင်ပို့ပြီးတော့ကန္နာမှာရပ်ပေးလိုက်တယ်ရပ်ပေးလိုက်တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကကန္နာကနေဆင်းတယ်သူခန္ဓာကိုယ်ကနေဆင်းတာပေါ့ဆင်းပြီးကန္နာမှာရပ်ပြီးတော့မိချောင်းကြီးကိုဘုရားရှင်ကိုတော်မြတ်ကအဲ့ဒီမှာဓာရိတကမိတ်ကြားတယ်အယံဤတော်သုတောဒေဝလောကေနိဗ္ဗာန်ဒိဋ္ဌဝံတတောပဋ္ဌာယသုဂတိယေဝတံတရံတောဤတော်သတုနဝုတေကပေအမတံပပုနေတတိအယံငါကိုယာနဒါနယင်းအလှအနေနဲ့သန္နာဘာဂမြင်ကံတည်းရဲ့ကံကဟောတဲ့ကံကိုလိုက်ပေါ်တဲ့ဤမိကြောင့်မင်းကြီးသည်ဤတော်ဤဘဝမှာသုတော်သုတေခဲ့သည်ရှိတော်ဒေဝလောကေနတ်ပြည်လောက၌နိဗ္ဗာန်ဒိဋ္ဌဝါဖြစ်၍တတော်ထိုနတ်ပြည်မှပဋ္ဌာယစား၍တုဂတိတုယေဝတုဂတိဘုံဘဝတို့၌သာလျင်တန်တရံတော်ကျင်ရလျက်
တောဤကဘာမှာ72နဝုတေကပ်ပေ94ကဘာရောက်သောအခါမှာအမတံမတရားမှန်မြတ်နိဗ္ဗာန်သို့ပါဖို့နေတတိရောက်ပေလိမ့်မယ်လို့ဘဂဝါဘုံတော်ကြောက်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝေါဇာကောင်းစွာမသွေမိန်ကြတော်မူလိုက်ပါဝေသတည်းဘုရားကိုယ်တိုင်အဲ့ဒီမှာမိကြောင်းကြီးကိုလက်ညှိုးထိုးပြီးပြောသွားတာမိကြောင်းကြီးနင်ငါ့ကိုအခုလိုဟိုဘက်ကဒီဘက်ကခဏလေးရှာနာဒါနရင်အလှလေးပေးလူရတဲ့ကုသိုလ်ကံကြောင့်ဒီဝါကမနေလို့သိရဲ့နတ်ပြည်ကိုတက်မယ်နတ်ပြည်ကတက်တန်းကိုရင်လူပြည်ကိုပြန်ဆင်းမယ်လူပြည်နတ်ပြည်စုံစမ်းသွားလာရင်းနဲ့94ကဘာရောက်တဲ့အခါမှာအမတံမတရားမှမြတ်နိဗ္ဗာန်ကိုပါဖို့နေတတိရောက်လိမ့်မယ်သင်ဟာနိဗ္ဗာန်ကိုဝင်စားရပါလိမ့်မယ်ဗျာဒိဋ္ဌရာမိတ်ကြားဗျာဒိဋ္ဌောအတိုင်းပိယတကြီး94ကဘာတိတိလူကြီးနတ်ပြည်စုံစမ်းလှဲ့လဲသွားလာလိုက်တာ94ကဘာပြည့်လဲပြည့်ရောဣမသမိန်ဗုဒ္ဓပါတိသာဝတိယံအညတရတဗျမနတပုတ္တောဟုတ်တော်နိဗ္ဗာန်တိသာဝတိပြီးမှာဗျမနလို့ခေါ်တဲ့ပုံနာမျိုးမှာလာပြီးတော့ဝင်စားတယ်တဲ့နာမည်ကဥတ္တိယတဲ့ဘယ်သူလဲလဲရုပ်ချောဥက္ကဘောရုပ်ကလည်းချောတယ်ဥစ္စာကလည်းပေါ်တယ်အမျိုးကလည်းပုံနာမျိုးမျိုးမြတ်တယ်ဒါနဲ့အရွယ်ရောက်လာတော့ဟိုလူကလာစဒီလူကလာစနဲ့မိဘတွေကအိမ်တော်ထပေးဖို့ပြောတော့သူကစဉ်းစားတယ်ယဟနာလောင်းမယ်ဒီဘဝယဟနာဖြစ်မဲ့ပုဂ္ဂိုလ်ရဲ့အိုတဲ့သူနာတဲ့သူတွေကိုမကြတွေ့ပြီးတော့ဘေးတတ်တဲ့သူစိတ်ထဲမှာဘယ်နဲ့ဖြစ်နေတော့ဆိုရင်ဩရနာရာသေးတာတွေကငါမျက်စိရှိမှာတော်ကြတလောင်းထသွားပြန်ပြီတာဝတိမျိုးတွေကတော်ကြတလောင်းထသွားပြန်ပြီခဏခဏဒီအတုပါတွေမြင်နေရတော့ကြောက်ချဲလန့်နေဆိုတဲ့တံဝေကတွေဖြစ်ပြီးတော့ဩရနာရာသေးတာတွေရှိနေရင်မဩတဲ့နေရာမနာတဲ့နေရာမသေးတဲ့နေရာဆိုတာရှိရမယ်ငါတွေ့အောင်ရှားမယ်လို့ဆိုပြီးတော့ပြေတတ်တယ်အိမ်ကနေထွက်သွားတယ်တဲ့အိမ်ကနေထွက်သွားတာဘယ်ရောက်သွားတော့ဆိုရင်ပရပိုက်ကျောင်းရောက်သွားတယ်ပရပိုက်ကျောင်းရောက်သွားတော့အဲ့ဒီချိန်လေးကိုနည်းနည်းလေးမှန်းပြီးတော့ကြည့်ပေးတဲ့အဲ့ဒီချိန်မှာမြတ်စွာဘုရားမပွင့်သေးဘူးတဲ့ဘုရားပွင့်ဖို့လို့နှစ်လိုသေးတယ်တဲ့ဘုရားပွင့်ဖို့လို့ဘယ်နှစ်လိုသေးလဲမြတ်စွာဘုရားဒုက္ခရသရိယာကျင့်နေတာ6နှစ်ဆိုတော့ဘုရားဒုက္ခရသရိယာကျင့်နေတော့4နှစ်မြောက်တဲ့နေ့မှာဟောဒီဥဒ္ဒိယအလောင်းမျိုးကောင်းသားပရပိုက်ဆိုတာယသိပေါ့ယသိကျောင်းရောက်သွားတာယသိသွားဝတ်တာယသိရောက်သွားတဲ့အခါကျတော့သူစိတ်ထဲဩရနာရသေတာရှိမဩရမနာရမသေးတဲ့နေရာရှိမယ်အဲ့ဒီနေရာကိုသွားခြင်းနဲ့ဆိုတဲ့ဆန္ဒနဲ့သူကလိုက်ရှာပါတယ်ဒါပေမဲ့ဘုန်းကြီးတို့ပြည်သားကြီးတရားမပွင့်သေးတဲ့အတွက်ကြောင့်မို့လို့သူတရားမရပါဘူးဒါနဲ့မြတ်စွာဘုရားပွင့်လာပြီဆိုလိုက်ကြစို့အနာတပိကဇေတုံအကြောင်းဆောက်ပြီးတော့လှူတယ်မြတ်စွာဘုရားတာဝတိကိုကြွတာဝတိဘုရားရောက်တဲ့အခါကျတော့တာဝတိပြည်သူပြည်သားတွေကမနေ့မှဆွမ်းညနေပန်းနေနဲ့တရားနာသွားတာတရားနာသွားတဲ့အခါကျတော့အဲ့ဒီဥတ္တိယပရပိုက်လေးကသောဝယပတ်တော်အမတံပရိယသိတာမိတိပရိဘာတကောဟုတ်တဝါဝိစရတောသောထုဥတ္တိယပရပိုက်ကလေးသည်ဝယပတ်တော်အရွယ်သို့ရောက်သည်ရှိသောအမတံမတေယမပြိနိဗ္ဗာန်ကိုပရိယသိတာမိတိရှာမိအဟုပရိဘာတကောပရပိုက်သည်ဟုတ်တော်ရှိ၍ဝိစရတောလှဲ့လေလျက်တဲ့သူကလည်းအဲ့ဒါယသိဝေလေးနဲ့တောက်ခါလေးဆောင်းလို့ပေါ့ဗျာတမျိုးဝင်တရွာဆွဲတမျိုးဝင်တရွာဆွဲနဲ့မသေးတဲ့နေရာဘယ်မှာလဲမသေးတဲ့အမတမတရားမှန်နိဗ္ဗာန်ကိုရောက်ကြောင်းတရားဘယ်မှာလဲလို့အဲ့ဒီလိုလိုက်ရှာရင်နဲ့ပြေတတ်တယ်တာဝတိကိုရောက်လာတယ်
ဆောက်သွားရင်နဲ့တာဝတိတကြော့ပြန်လာတာဝတိကထွက်သွားတာနော်သွားရှာတာမတွေ့ဘူးတရားမရဘူးပြန်လှည့်လာတဲ့တာဝတိကိုပြန်လှည့်လာတဲ့အခါကျတော့တာဝတိဒီလူဒီသားတွေမနေ့မှဆန်းညနေပန်းတဲ့ပဇာနာရူပဝုဘဝသုဏနာမတုရံဂိရံစရတိသာဓုတံဗုဒ္ဓကာလေကိလိပရမုခာသမုဒ္ဓကာလေသုံးပါးမြတ်စွာစိတ်နေယဟုယရဏနေမင်းထိန်လင်းထွက်ပေါ်လက်ထက်တော်ခါကာလသမယတော်ကသာဓုတမအယုဒရာရှုကြသည်လူသူတော်ကောင်းနတ်သူတော်ကောင်းပေါင်းတို့သည်ရူပဝိဘဝဘယ်လူဘယ်နာဘယ်မျက်မှဘယ်တတ္တဝါတယောက်ကမှမတုပါနိုင်တဲ့အတုလနွယ်ထားသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏သာနာပြည့်စုံတော်မူလာသည့်ရူပကာယရုပ်တုံတော်ကြီးကိုပတန္တာထုကိုရောဥတော်ဖြင့်ပူမြော်ကြောကြပါကုန်လေမတုရံဤတံကရဝိကြိုးကြမိတံသာတလို့အင်္ဂါ၈ဘောအတန်တော်နှင့်ဟောဘောပြတာဆိုဆုံးမသည်ဓမ္မောတတဒီဟုသောတရားဥချိုကျော်ဧဘောသူနန္ဒပရဏပိတိခွန်စီတိသောလွိကြည်ယုံနာဂန်ကြီးနာဂန်ကြပါကုန်လေကိလိပရမုခာပျော်ဝဲကခုံတနာဟုံဖြင့်အာယုံပျော်ဝဲရှောင်ဖယ်လွဲကြကုန်၏ဖြစ်၍ဓမ္မသဘာယယေဝတရားသဖြင့်စင်ကျင့်ပါရာဓမ္မသဖြင့်ပွဲတော်ကြီးတို့သာလျင်စရတိသူထက်ငါအရင်ဥရအောင်ကြည်နူဝမ်းမြောက်စွာသွားရောက်ကြလေကုန်၏စရတိဖယားတော်ကြောင်းတဲ့ခေါင်းလောင်းချက်တော်ဖြင့်တသောင်းတောင်းနေ၍ညာနံနဲ့လဲလဲနေကြလေကုန်၏တကားသာဝတိဒီသူဝိဓာရီနေရောညရောယုံနဲ့ဘုရားကြောင့်သွားလိုက်အတူလုံးလိုက်တရားနာလိုက်နဲ့သွားနေတာတွေ့တော့သာဝတိကိုတကြော့ပြန်လာတဲ့ဥတ္တိယပရပိုက်ကလေးဟာဘယ်သွားကြမလို့လို့မြတ်စွာဘုရားပြည့်နေပြီသာဝတိမှာတရားဟောနေတယ်ဟာအဲ့ဒါဆိုရင်ငါလိုရင်တဲ့အမတနိဗ္ဗာန်ဒီမှာရှိနေမယ်လို့ထင်ပြီးတော့ဘေးတတ်တွေသူလိုက်သွားတယ်ဒီတော့မှဘုရားရှင်ကိုယ်တော်မြတ်ကအဲ့ဒီပွဲမှာသူ့ကိုကြောင်းပြီးတော့သတ္တတော်ဣမဘေကွေနာရိယပရိယေသနာစိတ္တတို့ပုထုဇဉ်တွေဟာရှာမိခြင်း၄မျိုးနဲ့ရှာမိနေကြတယ်ဣဒဘေကွေဣတိသောအတ္တနာဇရာဓမ္မောတမနောဇရာဓမ္မယေဝပရိယေတတိဘိက္ခဝေယံတို့ဣဒိလောက၌ဧကေသောဆိုသောပုဂ္ဂိုလ်သည်အတ္တနာမိမိသည်ဝါမိမိကသရဓမ္မောအိုခြင်းသဘောရှိသည်တမနောဖြစ်ပါလျက်သရဓမ္မယေဝအိုခြင်းသဘောကိုသာလျက်ဝါအိုခြင်းသဘောရှိသောကာမဂုဏ်၅ပါးကိုသာလျက်ပရိယတတိရှာမိနေပါပေသည်လို့ဘဂဝါဘုဒ္ဓကြောင့်သူအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝါစာကရုဏာရှိထားမေတ္တာအားဖြင့်မိန့်ကြားတော်မူလိုက်ပါပေသတည်းညဓမ္မသဘင်တရားဝဲမှာဘုရားကခြေသားတို့တဲ့လူတွေဟာမိမိကိုယ်၌ကအိုဒတ်နာဒတ်တေတတ်တဲ့သဘောရှိရတာနဲ့ရှာနေတော့လည်းပဲဩရနာတာသေတာတွေကြီးလိုက်ရှာနေတယ်။အိုခြင်းသဘောရှိတဲ့တရားတွေဟာဘာတွေလဲအာယုံ၅ပါးကာမဂုဏ်တရားအဲ့ဒီအာယုံ၅ပါးကာမဂုဏ်တရားတွေကိုရှာဖွေလို့မရဘူးလားရတယ်။ရလာတဲ့ပစ္စည်းတွေကိုတဏှာနဲ့ခင်တွယ်တယ်။လူအသုံးဆောင်ရုပ်ဝတ္ထုပစ္စည်းတွေပြည့်ပြည့်စုံစုံသုံးဆောင်ခံစားရတော့ငါလူဘဝရတာအရတော်ပြီကွာကံကောင်းပြီကွာလို့ကိုရထားတဲ့ဘဝကိုတဏှာနဲ့နှစ်သက်တယ်ตายရတယ်တဏှာနဲ့နှစ်သက်ตายရနေရာယတဏှာဘောနောဘဝိကတဏှာကဘဝတစ်ကိုဖြစ်စေတယ်ပင်စီကိုခုတ်ပေမယ်လို့ရေတောက်မိကြမ်းနေကြရင်အမြင့်ပြန်ပေါက်လာဘလို့ပဲဒီဘဝသေသွားပြီမဲ့လို့တဏှာရေတောက်မိရှိနေရင်ဘဝတစ်မှာ
ယုံနာခန္ဓာတစ်တည်းဖြစ်ရတယ်ခန္ဓာတစ်တည်းဖြစ်ရင်အိုရအောင်မဲ့နာရအောင်မဲ့တရားအောင်မဲ့လို့ဘုရားရှင်ကိုရောမြတ်ကဧတတေအဲ့ဒီမှာဟောပြီးတဲ့ကဲအဲ့ဒါလေးဆိုကြည်သားမှာကိုကအိုနေရှားရာတွေအိုရာတွေပဲဖြစ်နေပြီကိုကအိုနေရှားရာတွေအိုရာတွေပဲဖြစ်နေပြီကိုကနာနေရှားရာတွေနာရာတွေပဲဖြစ်နေပြီကိုကသေနေရှားရာတွေသေရာတွေပဲဖြစ်နေပြီကိုကပူနေရှားရာတွေပူရာတွေပဲဖြစ်နေပြီအတ္တနံတံကိလေသာဓမ္မောသမနောတံကိလေသာဓမ္မံယေဝပရိယေသတိကို၌ကအပူသောကကြီးနဲ့ရှားတာလည်းအပူတွေကြီးပဲရှားရတော့လည်းအပူတွေကြီးပဲရတယ်ဒီတော့ဘုရားရှင်ကိုရောမြတ်ကဩနာတိခြင်းပူပန်ခြင်းတွေကိုဖြစ်စေတတ်တဲ့ကာမဂုဏ်၅ပါးအာယုန်တရားတွေကိုရှားမိနေလို့ရှိရင်တော့ဖြင့်ဩနာတိလွတ်တဲ့တရားဘယ်မှာရနိုင်ပါမလဲလို့ဘိက္ခုယံတော်များဩရှင်သာတော်ဣဒာဣသဒနာတော်မှာဧကိသောတချို့သောပုဂ္ဂိုလ်တို့သည်အတ္တနာမိမိဒီဝါမိမိကဇရာဓမ္မောဥခြင်းသဘောရှိသည်တာမန်တော်ဖြစ်ပါလျက်ဇရာဓမ္မေဥခြင်းသဘောတရား၌ဇရာဓမ္မောဥခြင်းသဘောတရား၌ဝါဥခြင်းသဘောကိုဖြစ်စေတတ်သောကာမဂုဏ်၅ပါး၌အာဓိနဝံအပြစ်ကိုဝိဒိတဝံသိ၍အဂရံဘဝရဖြစ်သောအနုတ္တနာသူမရှိမြတ်သောယောဂခေမယောဂတရား၄ပါးတို့ရဲ့ဂုဏ်ရဖြစ်သောနိဗ္ဗာန်နိဗ္ဗာန်ကိုပရိယေတတိရှာမိတတ်ပါပေသည်လို့ဘဂဝါဘုန်းတော်ကြောင့်ဆိုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝါစာကရုဏာရှိထားမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းအတိပညာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ကွာတဲ့ဩဒနာဒတေတတ်တဲ့ခန္ဓာကိုအကြောင်းပြုပြီးတော့မဩဒမနာဒမတေတတ်တဲ့နိဗ္ဗာန်ချမ်းသာကိုရအောင်ရှားတယ်အဲဒီလိုရှားတဲ့အတွက်ကြောင့်မို့လို့ဩရာကလွတ်မြောက်သွားပြီနာရာကလွတ်မြောက်သွားပြီတေရာကလွတ်မြောက်သွားပြီလို့ဘုရားရှင်ကိုရောမြတ်ခေါ်ပါတယ်ဆိုလိုက်ပါဩခြင်းကျင်းရာနိဗ္ဗာန်ရှားဩရာလွတ်မြောက်ပြီအိုခြင်းကင်းရာနိဗ္ဗာန်ရှားအိုရာလွတ်မြောက်မည်နာခြင်းကင်းရာနိဗ္ဗာန်ရှားနာရာလွတ်မြောက်မည်သေခြင်းကင်းရာနိဗ္ဗာန်ရှားသေရာလွတ်မြောက်မည်ပူပန်ကင်းရာနိဗ္ဗာန်ရှားပူရာလွတ်မြောက်မည်ပစ္စည်းရှားတာနဲ့တရားရှားတာနှမျိုးရှိပါတယ်ပစ္စည်းရှားတာကဩနာတိဒုက္ခတွေကိုခဏခဏဖြစ်စေတတ်တယ်တရားရှားရင်အဲ့ဒီတရားကဩနာတိဒုက္ခကင်းတဲ့နိဗ္ဗာန်ကိုရောက်စေတတ်တယ်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဟောလိုက်တော့ဥတ္တိယပရပိုက်လေးဟာငါရှာနေတာဟာဒီတရားတွေပဲဒီစပရပိုက်ကြောင်းမှာရှာနေတာမတွေ့ဘူးဒီရောက်မှဒီတရားကိုနာရတာကိုင်းဒီအဝင်းချုပ်လို့ဒီသာသနာဝင်မယ်ယတိဘဝချုပ်ပလိုက်တယ်ယတိဘဝချုပ်ပြီးတော့ဘုရားမြတ်စွာသာသနာတော်မှာတဲ့သင်္ကဝတ်ပါတယ်ဥတ္တိယမထေဥစဉ်ဖြစ်သွားပြီသင်္ကန်းဝေပြီးတော့သိချင်းကျင်းတဲ့တရားကိုရှားတော့မယ်ဘုရားထံမှာသွားတောင်းပါလို့မြတ်စွာဘုရားကလည်းယဟန်ပြုခွင့်ပေးလို့ယဟန်ဘဝလှလာကြီးရခဲ့ပါပြီသာသနာတော်ကိုရောက်တော့ဥတ္တိယမထေဟာယဟန်တရားတွေကို
နေ့နေ့ညညကြိုးစားပွားများအထုတ်ပါတယ်ဒါပေမဲ့လို့ပြည့်သားရင်တရားထူးတရားမြမရဘူးတဲ့အထုတ်ရှာတယ်ဒါပေမဲ့တရားမရဘူးတဲ့ဘာဖြစ်လို့တရားမရတာတုံးဆိုရင်သီလမစင်ကြယ်လို့ဘာဖြစ်လို့တရားမရတာသီလမစင်ကြယ်လို့တဲ့သီလမစင်ကြယ်ရင်နိဗ္ဗာန်လမ်းဆိုတာဘယ်တော့မှမပြောက်ဘူးဒါကြောင့်သာသနေပပိစိတ်တော်ပြီးသီလသီနံအဝိသောတိတတ္တဝိသေသံနိဗ္ဗာတေတုံအတ္တကွန်တောသာရဏိသာရဏတော်၌ပပိစိတ်တော်ပြီးယဟမြတ်ပြုပါတော်လည်းပဲသီလသီနံသီလအစရှိသည့်တို့ကိုအဝိသောတိတတ္တတန်ရှင်းစင်ကြယ်အောင်မသုတ်သင်အတ္တိဖြစ်ကြောင့်ဝိသေသံတရားထူးကိုနိဗ္ဗာတေတုံဖြစ်စေခြင်းကအတ္တကွန်တောမတတ်နိုင်ဘူးတဲ့ယသိဘဝကနေပြီးတော့ယဟန်ပြုလာတာဆိုတော့တနည်းပြောမယ်ဒီအတိုင်းဝိနည်းနာမလဲဘူးတဲ့ဘာနာမလဲဘူးတဲ့နီးနာမလဲဘူးယသိမှာဝိနည်းမရှိဘူးယသိဆိုတာသူကသူ၅ပါးသီလနဲ့နေလဲရတယ်2ပါးသီလနဲ့နေလဲရတယ်ဘယ်လိုဝေးရမလဲဘယ်လိုနေရမလဲဘယ်လိုထားရမလဲဘယ်လိုစားရမလဲဆွမ်းစားရင်ဘယ်လိုဆင်ခြင်ရမလဲဘာတစ်ခုမှမရှိဘူးယသိဆိုတာဒါကြောင့်ဘုရားဒိဋ္ဌတစ်ခုမှယသိဆိုတာသာသနာပပုဂ္ဂိုလ်ယသိဆိုတာဘာလဲသာသနာ့ပုဂ္ဂိုလ်သာသနာ့ပုဂ္ဂိုလ်မဟုတ်ဘူးယသိမှာဝိနည်းမရှိဘူးဝိနည်းသာသနာမရှိဘူးယသိမှာဒီနေ့ခေတ်တော့ဘုန်းကြီးတို့ပြေတာတချို့ဘယ်လိုယသိကိုသိထင်ကြည့်တာတောက်ရကြီးကောင်းပြီးတော့လိုက်ဘာယသိဘာညာနဲ့ယသိမှာဝိနည်းမရှိဘူးနေကျင်တာနေလို့ရတယ်စားကျင်တာစားလို့ရတယ်ကြိုက်တဲ့ချိန်စားလို့ရတယ်ကြိုက်တဲ့ပုံစံနဲ့နေလို့ရတယ်ယသိဆိုတာဘုန်းကြီးတို့သာသနာမှာကတော့အဲ့ဒီလိုနေလို့မရဘူးဝိနည်းစည်းကမ်းနိလန်တိုင်းနေရဆိုတော့ပြောမယ်သူကယသိဘဝကနေလာတာရှင်းပြောရင်စီးမရှိကမ်းမရှိဘဝကနေလာပြီးတော့ဒီသာသနာတော်ရောက်လာတဲ့အခါကျတော့အဲ့ဒီဘဝကအကျင့်တွေပါလာတယ်တဲ့အဲ့ဒီဘဝကအကျင့်တွေပါတော့ဗာဖြစ်တယ်နေခြင်းတလို့နေတယ်စားခြင်းတဲ့ချိန်စားတယ်ဟောဘုန်းကြီးတို့သာသနာတော်မှာကအဲ့ဒီလိုမဟုတ်ဘူးနေလွဲပြီးပြီဘာစားတော့မသိဘူးလေဝိနည်းလည်းမသိဘူးဝိနည်းမတင်တော့ဘာဖြစ်လဲလုရှင်နာတွေလုတယ်သူနေရင်နေရတရားထိုင်ရင်ကြတော့ထိုင်တယ်ဆိုတော့သီလမစင်ကြရင်စိတ်မစင်ကြဘူးစိတ်မစင်ကြရင်သွားပြီးတရားမှလို့မရဆိုတော့သမဏဝိပဿနာတရားတွေအထုတ်နေတော့လည်းပဲဘုန်းကြီးတို့ပြည့်စုံရဲ့တရားတို့တရားများမရဘူးတဲ့မရတော့သူစိတ်ညစ်သွားတယ်စိတ်ညစ်သွားတော့ကြိုက်မြတ်စွာဘုရားထံသွားအောင်မှမြတ်စွာဘုရားထံသွားပြန်မှတစ်ခါဒါတော့မြတ်စွာဘုရားကိုသွားလျှောက်တဲ့သာဓုမေသန္တိဘဂဝသံစိတ်တေနဓမ္မံတိပိတုရှင်ဘုရားတပည့်တော်ကိုတရားတူတူလေးဟောကိုတော့တရားကလည်းသူကအတူကြိုက်တယ်တရားအရှိတူမကြိုက်ဘူးတရားတူတူလေးဟောကိုတော့ယမဟံဘဂဝတောဓမ္မသုတ်တဝါအရှင်ဘုရားဓမ္မတပည့်တော်တရားနာပြီးရင်တဲ့ဧကောတပါးလည်းနေပဲဒါနဲ့ဒီပုဂ္ဂိုလ်ကချီးကျူးဖို့တော့ကောင်းတယ်ပြည့်တဲ့ဘုရားဝတ္ထုဂတိပေးတယ်ရှင်များတပည့်တော်ကိုတရားအရှိကြီးမဟောနဲ့တရားတူတူလေးပဲဟောနော်တပည့်တော်တရားမှတ်ဖို့မှန်နည်းလေးကိုတော့တပည့်တော်တူတူလေးဟောပြီးရင်တပည့်တော်ရှင်ဘုရားရှိကခွာသွားတာနဲ့တပါးတည်းနေမယ်ဥပကတော့စိတ်ငြိမ်တဲ့အရာမှာပဲနေမယ်အပ္ပမတော့မမေးမလျော့ပဲနေမယ်အတ္တပိလုံလဝရိယနဲ့နေမယ်တဟိတတ်တော့နိဗ္ဗာန်ရရင်ပြီးတော့အယုကြိတ်ကြိတ်အရေးခန်းခန်းအထုတ်မယ်ကိုတော့ဘုရားကဂတိ၅ချက်ပေးတယ်မြတ်စွာဘုရားကိုဂတိကနဲ့ချက်ပေးလေမြတ်စွာဘုရားကိုဂတိ၅ချက်ပေးတော့မှမြတ်စွာဘုရားကသိသဘောကျသွားတယ်မဆိုးဘူးဒီကောင်ဒီလိုမဆိုးဘူးဆိုတော့ဘုရားကပြီးတိုင်းတူတူလေးဟောလိုက်ပါတယ်ယာတောခောတိဩတိယတိလင်းစသူမိသုဒ္ဓဘဝေတတိဒိဋ္ဌိသပုဂ္ဂုကံစေတဥဒ္ဒိယမင်းသီလကိုစင်ကြယ်အောင်လုပ်ပါအယူကိုလည်း၆မြောင်ယူပါအဲ့ဒါတွေလုပ်ပြီးရင်ဒီလေပဏိဋ္ဌာယသတ္တရောတဏိပဋ္ဌာနေဘာဝေယတိစေတဥဒ္ဒိယသီလကိုအရင်စင်ကြယ်အောင်ဒေသနာကြအဘတိဖြေသူသိနာတဲ့အဖြစ်ရှိဘုန်းကြီးတို့မြတ်စွာဘုရားဝိနည်းသာသနာတော်မှာဒါမလုံးရဘူးလို့မြတ်စွာဘုရားကပညာချက်ချတယ်မလုံးနဲ့ကဲပုထုဇဉ်တယောက်လုံးမိရင်အဘဖြေဒေသနာကြအပြစ်ကိုကုစားဘုရားကကုစားပြီးပါတခါလေးပြောထားပြီးသားဒ
တရားမို့လို့ကုသပါတဲ့မြတ်စွာဘုရားကုသပြီးဆိုလို့ရှိရင်တော့တဲ့စတ္တတော်တတိပဋ္ဌာန်ဒီဘာဝေယတိတတိပဋ္ဌာန်တရား၄ပါးပွားများပါကွာတဲ့ကိုယ်ဝေယတရဲ့ဘုရားသူ့ကိုပေးတဲ့တရားလေးဆိုကြည့်အောင်စင်ကြယ်သီလယူဆမှန်ကန်တတိပဋ္ဌာန်ပွားရန်ဗုဒ္ဓဆုံးမသည်စင်ကြယ်သီလယူဆမှန်ကန်တတိပဋ္ဌာန်ပွားရန်ဗုဒ္ဓဆုံးမသည်သောတတ္တဩဝါဒိထတဝဝိပဿနာအာရဘိကောင်းပြီဗျာတပည့်တော်သွားတော့မယ်သွားရောပြေးတိုက်သွားပြီးတော့တတ္တအာရထဝိပဿနာတအာဘာရောဥပ္ပိစီအထုပ်ပြီးပြေးတာဝိပဿနာတရားကိုအာရထဝိပဿနာတဝိပဿနာတရားအထုပ်သောတတ္တထိုဥဒ္ဒိယမထေယအာဘာရောအနာယောဂာတိဥပ္ပိစီဖြစ်လာပြန်ပြီဟောတကယ်တော့မြတ်စွာဘုရားရှိတာတရားလေးတောင်းလို့ပြီးလေပြီးတော့တရားအထုတ်မယ်လို့ဆိုတော့ပြေးတာယောဂဝေဒနာနှိမ့်ဆက်ပြီတဲ့ယောဂဝေဒနာနှိမ့်ဆက်တော့ဗိုက်တွေကအောက်အားကြောကုန်နေရထိုးဟာအဲ့ဒီမှာတခါတည်းအကြီးကျယ်ယောဂဝေဒနာတွေဖြစ်လာတယ်လေထိုးတာလည်းမသိဘူးအဲ့ဒီလိုယောဂဝေဒနာတွေအကြီးကျယ်ဖြစ်လာတဲ့အခါကျတော့သူ့ကိုယ်သူအားပေးတယ်တဲ့မငြီးဘူးသူ့ကိုယ်သူဘယ်လိုအားပေးလို့ဆိုရင်အာဘာရိမေသမုပ္ပါနေတတိမေဥဒ္ဓပိစဒအာဘာရောမေသမုပ္ပါနောကာလောမေနိဗ္ဗိတိတုံမေငါဤကာယေခန္ဓာကိုယ်၌အာဘာရိအနာယောဂာတိသမုပ္ပါနေဖြစ်ပေါ်လာသောမေငါတတိတတိနေဥဒ္ဓပိစဒဖြစ်ပေါ်၍လာပြီမေငါရဲ့ကာယေခန္ဓာကိုယ်မှာအာဘာရောအနာတိသမုပ္ပါနောဖြစ်ပေါ်လာ၏မေငါအားသမီးဒီတုံးမိမေရောနေခြင်းကနာကာလောအချိန်ခါမဟုတ်ပါတကားဒီခန္ဓာကိုယ်ကြီးကတော့သဘောတည်းကမှဩဒနာတသေတတ်တဲ့သဘောရှိနေတာပဲသူသဘောသူဆောင်နေတာဩဒနာတသေတတ်ဘူလောင်စေတတ်တဲ့ခန္ဓာနဲ့မဩဒမနာတမသေတတ်တဲ့နိဗ္ဗာန်ကိုငါရအောင်လဲယူမယ်လို့ဆိုပြီးတော့ဝေဒနာဝိခံဘိတဝါအဲ့ဒီဖြစ်ပေါ်နေတဲ့ဝေဒနာလေးကိုလုံးဝသိခဲ့မထည့်တော့ဘူးတဲ့ဝေဒနာခွာပလိုက်ဝေဒနာကိုလစ်လို့ရှုပြီးတော့တထာသန္တာဝရိယသုံးပါးလုံးနဲ့ဒေသတိအလိုက်ပေးပြီးတော့ယောဂဝေဒနာတွေဖြစ်နေတဲ့ခန္ဓာနဲ့နိဗ္ဗာန်ကိုလဲယူလိုက်တာဝိပဿနာဥဒ္ဒကဘိတဝါအရဟတံဘာပုနိဝိပဿနာတတိပဒံဝိပဿနာတရားကိုဩမောဂမေတဝါဒရာသနာဝရိယဆိုင်အလိုက်ပေးလေယူရန်အတွက်ကြောင်းပြဆိုင်ရဲ့ဝိပဿနာလောကိုအထုတ်လိုက်သောထိုအခါ၌အရဟတံကိလေသာအဘောခါလျောကုန်ခန့်တဲ့ယဟနာဖြစ်သောပါပုနိကောင်းစွာမသွေဆိုင်ရောက်တော်မူခဲ့ပါ၏တကားတော်တဲ့ကိုယ်တော်ပဲတကယ်အထုတ်တော့လေခန္ဓာကိုယ်မှာယောဂဝေဒနာတွေပြင်းပြင်းထန်ထန်ဖြစ်နေတာတော့မှအဲ့ဒီဝေဒနာတွေကိုလစ်လူရှုပြီးတော့အာယုံမဆိုင်ဖဲနဲ့တထံသန္တဝရိယတရားသုံးပါးကိုမြင့်တင်းပြီးတော့ဒေတာရေးနာနေတဲ့ခန္ဓာကိုယ်ကြီးနဲ့မနာတဲ့နိဗ္ဗာန်ကိုအလိုက်ပေးလို့လဲသွားတာဥဒ္ဒိယမထေတဲ့ဘာမထေတဲ့လဲဥဒ္ဒိယမထေရဘဝဇာလဟိုဒီเจ้าမင်းဘဝကစလို့နိဗ္ဗာန်ဝင်တဲ့ထိအောင်ကိုဘုန်းကြီးတို့ပြောသွားပါတယ်ဒီတရားဝနာကြားပြီးတော့ဩငါတို့လည်းပဲတနေ့အခုလာကြားမှနေသေးတာနော်တော်ကြကြတော့အိယာပေါ်မှာဟလာစီပိုက်သေးနဲ့နှာခေါင်းပိုက်သေးနဲ့အစာပိုက်သေးနဲ့တို့လိုတန်းတန်းဆွေးရင်ဘယ်လိုလဲအိယာပေါ်မှာဒီခန္ဓာကိုယ်ကြီးဆုံးရတော့မယ့်အချိန်ရောက်ရင်အဲ့ဒီချိန်ကြတော့အကုသိုလ်ဟာဘာလဲကိုလောက်ခါခဲ့သောဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေအကုရပဲလို့ဆိုပြီးတော့အဲ့ဒါခုတည်းကကြိုတင်ပြီးတော့ဒီခန္ဓာကိုယ်ကြီးဘုံဘုံမကြခင်မှာဘိန်းတို့ပြေးတိုင်းလဲနိုင်တယ်များလဲယူသွားကြလို့လဲတဲ့ဆိုတဲ့နေရာမှာတေချင်းတော့လဲလို့မရဘူးအလိုက်ပေးမှလဲလို့ရတယ်။ဘာပေးမှလဲလို့ရတယ်။ကိုယ်စီကဘာဒီအလိုက်ပေးရမလို့ဆိုတစ်တရားတစ်ပါတယ်လေ
နှစ်ကသန္တာနှစ်ကပါတယ်လေသုံးကဝရိယသုံးကပါတယ်လေကုသိုလ်ကောင်းမှုတစ်ခုလုပ်တဲ့နေရာမှာတရားတရားထက်တဲ့တန်တန်နဲ့အလိုက်ပေးလိုက်မလုပ်ရှင်လုပ်ရှင်နဲ့မလုပ်နဲ့မလူချင်းလူချင်းနဲ့မလူနဲ့တရားလည်းမနာချင်းနာချင်းနဲ့မနာနဲ့တရားတရားထက်တဲ့တန်တန်နဲ့လုပ်လိုက်ဆန္ဒတကယ်လူချင်းနဲ့ဆန္ဒလည်းရှိပါတယ်ဝရိယမရောက်ရအောင်သွားမယ်တရားနာဆိုရင်ဒီတရားပဲမရောက်ရအောင်သွားမယ်အလှဆိုရင်လည်းဒီနေရာမရောက်ရအောင်သွားလှူမယ်ဆိုတဲ့အဲ့ဒီလိုဝရိယမျိုးနဲ့ကလဲယူလို့ကတော့ပိယသတ်တွေနိဗ္ဗာန်ဆိုတာရနိုင်ပါတယ်ကြိုက်တော်ပါပြီအဲ့တော့ဆိုလိုက်ပါပိယသတ်ရဲ့တရားသန္တာဝရိယစိုက်အလိုက်ပေးကလဲယူပါနိဗ္ဗူတာကိုရလေပြီတရားသန္တာဝရိယစိုက်အလိုက်ပေးကလဲယူပါနိဗ္ဗူတာကိုရလေပြီတရားသန္တာဝရိယစိုက်အလိုက်ပေးကလဲယူပါနိဗ္ဗူတာကိုရလေပြီဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာဟိစ္ဆာပါတိတောဒေနာသဗ္ဗေပုခယံတုဇနာဣဋ္ဌသမိမိနောဗုဒ္ဓေနာရံတသုတယံဘူကိုင်းတုနိုင်မင်းဘောဓမဘုရားရှင်သည်အာဟိစ္ဆာပါတိတောသံဃာတိုင်းဗျာပြပြသာရတိကရွဆိုရင်ဟောကြားအပ်သောအယံဓမ္မောဥတ္တိယထေရပါရံလို့ခေါ်ဆိုအပ်တဲ့အလိုက်ပေးမှလဲလို့ရလို့အမိပေးထားတဲ့ဓမ္မကထာဒေသနာတော်များကိုမေမယံငါတိဒေတိတော်တို့တရားဓမ္မတွေသိသိမှတ်စေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါ၏တေနထိုသို့ရှိဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုညကရိယာကုသိုလ်ထူးကြောင့်တတ်ပြီးကျင့်မဲ့ဥဒ္ဒုံလုံးစုံကုန်သောဇနာတရားနာရောက်လာပေါင်းများစွာတို့သည်ဣဋ္ဌသမင်ကြီးတော်မိမိတို့အတိအလိုရှိအပ်တောင်းတအပ်သောဣဋ္ဌမင်္ဂလာတည်းဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကစနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ယံကြမ်းမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်တည်း